สวัสดีค่ะข่าวดีสำหรับนายจ้างและแรงงานต่างด้าวแรงงานต่างด้าวสัญชาติลาวเมียนมาและเวียดนามที่อยู่ในกลุ่มมติครม.วันที่ 11 พฤศจิกายน 2568 และมีใบอนุญาตทำงานหมดอายุวันที่ 11 ธันวาคม 2569 เตรียมเอกสารเพื่อต่ออายุใบอนุญาตทำงานได้แล้วเพื่อให้ทำงานต่อได้ถึงวันที่ 11 ธันวาคม 2570 หากคุณกำลังต้องการที่จะต่ออายุใบอนุญาตทำงานให้บริษัทนำเข้า True Service ดูแลทุกขั้นตอนทางเราให้บริการด้านเอกสารแรงงานต่างด้าวไม่ว่าจะเป็นต่ออายุใบอนุญาตทำงานต่อวีซ่าเปลี่ยนนายจ้างทำพาสปอร์ตและบริการด้านเอกสารแรงงานต่างด้าวทุกประเภทดำเนินการผ่านระบบ e-work permit สะดวกรวดเร็วปลอดภัยถูกต้องตามกฎหมายโดยทีมงานที่มีประสบการณ์ไม่ต้องเสียเวลาวิ่งหลายที่ไม่ต้องกังวลเรื่องเอกสารให้ทุกเรื่องเป็นเรื่องง่ายปรึกษาฟรีติดต่อบริษัทนำคนต่างด้าวเข้ามาทำงานในประเทศ True Service ดูแลเรื่องเอกสารแรงงานต่างด้าวครบจบในที่เดียวค่ะဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်။ထိုင်းလို့ရှင်များနဲ့နိုင်ငံခြားလူသမားများအတွက်တင်ကောင်းလေးလာပါပြီရှင်။2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာထိုင်းဆိုရဖွဲ့စည်းရဲ့စုပြချက်အရတတ်မှတ်ထားသောအုပ်စုမှာပါဝင်တဲ့လာအိုမြန်မာနဲ့ဗီယက်နမ်နိုင်ငံသားလူသမားများရဲ့လွတ်လပ်ခွင့်ဝတ်ပါမစ်တက်တန်းသည့်2026ခုနှစ်ဒီဇင်ဘာ17ရက်နေ့မှာကုန်ဆုံးပြီဖြစ်တဲ့အတွက်ခုချိန်မှစပြီးတက်တန်းတိုးရန်လိုအပ်တဲ့စာရွက်စာတမ်းများကိုပြင်ဆင်နိုင်ပါပြီရှင်။တက်တန်းတိုးပြီဆိုရင်2029ခုနှစ်ဒီဇင်ဘာ17ရက်နေ့ထိတက်တန်းရရှိမှာဖြစ်ပါတယ်ရှင်။လွတ်လပ်ခွင့်လက်မှတ်တက်တန်းတိုးဖို့လိုတယ်ဆိုရင်ကျမတို့ရဲ့ True Service Company ကိုယုံကြည်စိတ်ချစွာအနှံလိုက်ပါလို့ဖိတ်ခေါ်ပါစီရှင်။နောက်ပြီးနိုင်ငံခြားသားလူသမားဆိုင်ရာစာရွက်စာတမ်းဝန်ဆောင်မှုတွေကိုလည်းတနေရာထဲမှာတင်ဆိုလင်ဆောင်ရွက်ပေးနေပါတယ်ရှင်။ဝတ်ပါမဲ့တက်တန်းတိုးခြင်းဗီဇာတက်တန်းတိုးခြင်း passport စာအုပ်ပြုလုပ်ခြင်းနဲ့တက်တန်းတိုးခြင်းအလုပ်ရှင်ပြောင်းလဲခြင်းနဲ့အလုပ်ရှင်မျိုးစားစစ်တမ်းပြောင်းလဲခြင်းနိုင်ငံခြားလူသမားဆိုင်ရာစာရွက်စာတမ်းမျိုးတို့ကိုလည်းဆောင်ရွက်ပေးနေပါတယ်ရှင်။ငါတန်းကုမ္ပဏီစစ်တမ်းနဲ့ညီ e-work permit စနစ်နဲ့လွယ်ကူမြန်ဆန်ပြီးရလို့ချုံစိတ်ချရတဲ့အပြင်ဥပဒေနဲ့ညီမှန်ကန်စွာဖြစ်ဆောင်ရွက်ပေးနေပါတယ်ရှင်။တွေ့ကြုံရှိတဲ့ဝန်ထမ်းများမှလည်းဂရုတစိုက်နဲ့ကိုညီဆောင်ရွက်ပေးနေတဲ့အတွက်ကြောင့်မို့လို့နေရာနဲ့သွားစေရမလို့စာရွက်စာတမ်းစိတ်ပူစေရမလို့ပါဘူးရှင်။ဒါကြောင့်နိုင်ငံခြားသားလူသမားဆိုင်ရာဝန်ဆောင်မှုအားလုံးကိုတနေရာထဲမှာတင်ပြည်စည်းဆောင်ရွက်ပေးနေတယ်လို့လူသမားခွင့်ရည်နဲ့ဥပဒေရေးရာကိစ္စများကိုလည်းအခမဲ့တိုက်ပွင့်ဆင်းနေနိုင်တဲ့အတွက် True Service Company ကိုယနေ့ပဲဆက်သွယ်လာပါလို့တင်ကောင်းပါအားပေးရစီရှင်။